အယောင်းအဝယ်ဘယ်လိုလုပ်ကမလဲနော်အစ္စလာမ်ကပြောထားတယ်ဟလာလ်ဘေရှာဘာဟာရမ်မရှာနဲ့နော်အတူမစားနဲ့အတူမယူနဲ့အတူပေးလည်းမပေးနဲ့အတူနဲ့လည်းမပတ်သက်နဲ့ဒီတိုင်းပဲပစ္စည်းရောင်းနဲ့အနာအစာဖုံးပြီးမရောင်းရဘူးပွင့်ပွင့်လင်းလင်းပြောပြီးတော့ရောင်းရမယ်ပစ္စည်းရောင်းနဲ့မှန်ကန်တဲ့ပစ္စည်းကိုရောင်းရမယ်ဒီတိုင်းပဲအစ္စလာမ်ကဘာပြောထားလဲသူတစ်ပါးရဲ့ဒုက္ခရဲ့အချိန်မှာကိုအမျက်မထုတ်ရဘူးဥမာအဖြစ်ဈေးကွက်မှာပစ္စည်းတစ်ခုပြတ်နေတယ်အဲ့ဒီပြတ်နေတဲ့ပစ္စည်းကကိုယ်ဆိုင်မှာပဲရှိတယ်အဲ့ဒီအချိန်လူတစ်ယောက်ကအရေးတကြီးလာဝယ်တယ်လာဝယ်တဲ့အချိန်ကိုကအမျက်ငါးစားနဲ့အစ္စလာမ်ကရောင်းဝယ်မပြုတာဘူးဒီတိုင်းပဲကျွန်တော်တို့ဒီလိုပတ်စံရှာမယ်ဈေးကွက်ထဲမှာပစ္စည်းတစ်ခုအဲ့ဒီပစ္စည်းပြတ်သွားအောင်ကိုကလှောင်ထားလိုက်မယ်ပစ္စည်းပြတ်ပြီးတော့ပစ္စည်းရှားသွားတဲ့အချိန်မှာကိုကအဲ့ဒီပစ္စည်းကိုထုတ်ပြီးတော့ဈေးကြီးကြီးနဲ့ရောင်းမယ်အဲ့ဒီလိုပုံစံနဲ့အစ္စလာမ်ကပတ်စံရှာခွင့်မပြုထားဘူးအစ္စလာမ်ကမျှတတဲ့ပုံစံတမန်အာဇီဝရဲ့ပုံစံနဲ့ပတ်စံရှာခိုင်းတာတယ်ရှားပါသို့ပေမဲ့ဟာလာလ်ဖြစ်ပါသေးနော်လူတစ်ယောက်ကိုဒုက္ခရောက်စေတဲ့ပစ္စည်းတွေနဲ့အစ္စလာမ်ကကျွန်တော်တို့ကိုပတ်စံမရှာခိုင်းတာဘူးအရက်ရောင်းပြီးပတ်စံရှာလို့မရဘူးမွေးရစေဝါရောင်းပြီးတော့ပတ်စံရှာလို့မရဘူးဒါတွေဟာလူတစ်ယောက်ကိုဒုက္ခရောက်စေတဲ့အရာတွေဖြစ်တယ်လေးစားအတ္တမိတ်ဆွေညီနောင်များခင်များဒီတိုင်းပဲလူတစ်ယောက်ကိုလိမ်လည်ခွင့်မရှိဘူးနော်လိမ်လည်ခွင့်မရှိဘူးမွတ်စလမန်ကိုလိမ်ပြီးရလာတဲ့ပတ်စံလဲဟာရမ်ပဲမွတ်စလမန်မဟုတ်တဲ့သူကိုလိမ်ပြီးရှာခဲ့တဲ့ပတ်စံလဲဟာရမ်ပဲလေးစားအတ္တမိတ်ဆွေညီနောင်များခင်များဒီတိုင်းပဲအစ္စလာမ်ကအလွယ်လီးနဲ့လည်းပတ်စံမရှာခိုင်းဘူးပတ်စံကိုအလွယ်လိုက်ပြီးတော့လည်းမရှာခိုင်းဘူးဥမာအဖြစ်လူတစ်ယောက်ထီထိုးမယ်ပောက်တဲ့အခါသိန်းတပုံကြီးရသွားမယ်အဲ့ဒီနီးနဲ့ပတ်စံရှာခြင်းကိုလည်းအစ္စလာမ်ကတားထားတယ်ဘာဖြစ်လို့လဲထီထိုးတယ်ဆိုတာကလူတွေအားလုံးရဲ့ပတ်စံကိုတယောက်ကသိန်းကျုံယူသွားတာအဲ့ဒါကြီးကမျှတတဲ့ပုံစံမဟုတ်ဘူးအဲ့ဒီပုံစံမျိုးနဲ့ပတ်စံရှာခြင်းကိုလည်းအစ္စလာမ်ကတားထားတယ်ဒီတိုင်းပဲချဲတွေနှလုံးတွေထိုးပြီးတော့ပတ်စံရှာခြင်းအဲ့ဒါကိုလည်းပဲအစ္စလာမ်ကတားထားတယ်ဒါအလွယ်လိုက်တဲ့နည်းတွေနဲ့ပတ်စံရှာခွင့်အစ္စလာမ်ကမပြုထားဘူးလိစာအတ္တမိတ်ဆွေအကြီးတော်များခင်များဒီတော့အစ္စလာမ်သာသနာဟာကဏ္ဍအစုံမှာအစ္စလာမ်ရဲ့အမိန့်ပညာချက်တွေရှိတယ်နောက်ဆုံးအိမ်အောင်ကျသွားပြီးအိမ်အောင်ရေးတစ်ခုဘယ်လိုတိဆောက်ရမလဲအစ္စလာမ်ပညာချက်ရှိတယ်နေကာတစ်ခုဘယ်လိုလုပ်ကြမလဲအစ္စလာမ်ပုံစံဆိုတာရှိတယ်နောက်ဆုံးလင်မယားပေါင်းသိင်းရေးနဲ့မသိမြတ်တော့လို့ကွာရှင်းခြင်းတဲ့အချိန်မှာတော့မှကွာခြင်းတိုင်းကွာလို့မရဘူးအစ္စလာမ်ရဲ့ပုံစံရှိတယ်အစ္စလာမ်မှာကိစ္စတိုင်းကိုတောင်းဝန်ယူမှုတောင်းဝန်ခံမှုနဲ့သွားခိုင်းတယ်ခင်မွန်းတယောက်ကဇနီးနဲ့အိမ်အောင်ပြုမယ်နော်အိမ်အောင်ပြုမယ်ဇနီးကိုနေကာလုပ်လိုက်ပြီးဆိုရင်သူ့မှာတောင်းဝန်ယူမှုတောင်းဝန်ခံမှုရှိရပြီးငါဇနီးကိုငါကျွေးမွေးရမယ်ငါဇနီးကိုငါလုံခြုံတဲ့နေရာကောင်းတဲ့နေရာမှာစောင့်ရှောက်ပြီးတော့ထားရမယ်နော်အဲ့ဒါအစ္စလာမ်ကအပြီးပေးလိုက်တဲ့တောင်းဝန်ဝတ္တရားပဲ